last view point ဖြစ်ပါတယ်။ကျွန်တော်ကလောရပိုင်းရဲ့စားဖြစ်နေတဲ့ wind ထိပ်တန်းစားကောင်းဆိုင်လေးဖြစ်ပါတယ်။ဒီမမင်းတော့လည်းစက်ကာလာသားချက်ကိုဝါစားပြရတာ။ဒါလေးဆက်ဆက်ပြီးနေတော့ဝယ်လိုက်ပါဦးနော်။ဒါကတော့ကလောမျိုးရဲ့နာမည်ကြီးပလာတာဖြစ်ပါတယ်ရောက်ရင်တော့သွားစားကြည့်ပါအောင်နော်ဒါလေးကတော့ Golden ကလောမြင်းကအိမ်လေးဖြစ်ပါတယ်မြင်းကရွာမှာရှိပါတယ်ဒီချစ်စရာအိမ်လေးရဲ့အတွင်းခန်းပြင်ဆင်များကိုလည်းကြည့်လိုက်ပါအောင်နော်ဒီအိမ်လေးမှာတော့6ယောက်ကနေ10ယောက်ထိနေလို့ရပါတယ်ကိုသွားနေတာပါလမ်းမှာတော့ကျွန်တော်တို့ဒီပိုက်လေးကိုတစ်ပုံကိုရိုက်လိုက်ပါဦးမယ်နော်ဒီကြမလား ဘယ်လိုရောက်လဲ တောင်းမနေခေါ်တယ်တော့900 လုံး900အော်ချိုးလား ကိုရဲ့ လုံး900ကောင်းတယ် ဒီတစ်လုံး900သုံးလုံးတော့ဒါလေးကတော့ရှမ်းထီရောက်မှစားရတဲ့ဒီတန်းပြောင်းပါရောက်ရှိနေတဲ့နေရာကတော့တောင်ကြီးအတက်လန်ကဘဝတန်ရည်ကျောင်းပါဒီနေရာလေးကအရန်လာပြီးတော့မှအမှတ်တရတက်ဖို့အများကြီးရိုက်လို့ရတဲ့နေရာလေးပါမြို့ရင်းကျဲ30တောက်ဆိုင်မှာစမှဖြစ်ပါတယ်ဒီနေ့တာမှာတော့ထောက်ဖက်တီးနေများကိုတော်တော်များများတွေ့ရပါတယ်။ဆီလာမီအင်းစီကိုရောက်လာပါအခုရခေကတော့ဒီဆောင်နိုင်ပွဲတော့ရက်ဖြစ်တဲ့အခါမှာကျတော့လဲလို့ပတ်လို့ဧည့်သည်ရောတော်တော်များပါတယ်။ဒါပေမဲ့ရာသီဥတုရအရန်ကောင်းတော့ဒီလိုရန်ကောင်းပါတယ်။ဒီနေ့ကတော့ဟဲဟိုမှာရှိရဲ့အတိမိတ်ဆေးရဲ့တင်ဖြစ်ပါတယ်။ကျမမိုက်နော်။တောင်ကြီးရပြန်ဟဲဟိုမှာရှိရဲ့အတိအိမ်လေးထည့်ပါသေးတယ်။ဒီမှာတိုဖူဝါတိုဖူကျူဒေတာထွက်စာနဲ့အိတ်ခမာရယ်။ပြန်စားလို့ကောင်းတယ်။ဒါကတော့ဒေတာထွက်အားကြီးစော်လေးဖြစ်ပါတယ်။အရန်စားလို့ကောင်းတဲ့ဒေတာထွက်စားပဲမြင်ပါမယ်။ကလောမှာကလော။ကျမတို့အခုအောင်ပဲမှာဖက်ပြလက်ဆောင်တွေဝယ်နေတာပါ။အတူပဲရန်လက်ဆက်ဆက်စီပေါ်ပေါ်နဲ့ရခဲ့ပါတယ်။ဒီပြမြောက်ရောက်နေတယ်ကျွန်တော်အနေနဲ့ကလောမျိုးရ5 class education home ဖြစ်ပါတယ် ဥပမာကြည့်လိုက်တယ်ဆိုလို့ရှိရင်လေတောင်တန်းနေထီးပင်တွေကိုမြင်ရတယ်ရှင် ။တိုင်းမှာလည်းပုံလေးလို့ရပါတယ်။ကျမတို့အခုကလောစေးမှာ breakfast မှာစားမှာဖြစ်ပါတယ်။ဟိုဒါပေးလိုက်တာရတယ်ဒါပါတယ်လေးဘူး9000နေကြစီရစတိုမရှိပါရဲ့နော်ဒီကျကောင်း ဟိုဈေးရဲသွားတဲ့ခါမှာပွဲတော်ရက်ဖြစ်တော့လူရမ်းချက်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီမှာဆက်ဆောက်ဆွဲစားပါမယ်နော်။ဆ
ရှမ်းခေါက်ဆွဲတွေစားလို့ရတဲ့အပြင်ကိုဒီနားမှာလည်းချက်ပါတီဆိုင်ရှိတဲ့အတွက်ကြောင့်မလို့ချက်ပါတီတွေအာလူပူတွေကိုလည်းမှာစားလို့ရပါတယ်လက်ဖက်ရည်ကငါးဘူးလည်းတောက်လို့ရပါတယ် ။အိုးစီတောင်ပေါ်ကိုလမ်းလျှောက်တက် hiking ထွက်တာပါ။ ဒါရင်တော့အန်တီကိုပဲဆွဲရ အန်တီတူအဲ့ဒါလား တော့ကျမတို့အဖွဲဦးစီတောင်ပေါ်ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီကျမတို့ရှိနေနှစ်လလေးတွေလည်းရှိနေတာဖြစ်ပါတယ် ကျမတို့ခုလိမ္မော် channel မှာလိမ္မော်ပြည့်ခကြမယ်။ ဒီမှာတစ်ပုတ်ကိုစားရောက်ပြီးတော့သူကတော့အကျော်ဆုံးစားနေပါရှင်။ အញ្ញံကောင်း ဒီသားထက်စားတစ်ပတ်လေးဖြစ်ပါတယ် ကျမတို့ခုမြင်းမချီကိုရောက်ပါပြီအရမ်းလာတဲ့ရွှေကူပန်းနေရှိတဲ့ပန်းချန်ထဲမှာလည်းတစ်ပုတ်နှစ်လှလေးရိုက်လို့ရပါတယ်ဒီလိုအရမ်းလာတဲ့ပန်းခင်းကြီးမှာလည်းတစ်ပုတ်နှစ်လှလေးရိုက်လို့ရပါတယ်ဟာလေရှမ်းမလေးထိုင်းဆိုင်မှာဒီလေးစားစားကြမယ်လက်ပုံလေးရိုက်တယ်အနာတက်ပုံလေးရိုက်တယ်လက်ကြတက်ပုံလေးရိုက်တာပါ ။ပူရာရောက်လို့ရှိရင်တက်ပုတ်နှစ်ခါလေးကိုရိုက်လို့ရတယ်လို့ဒီလို private ရထားလေးငှားပြီးတော့စီးလို့ရပါတယ်။ ဒါတော့တက်တက်ဆရာဆိုရှိရဲ့အဲ့ဒီပြားပါစလုံးပူတာအကျပြားပါ ကျမတို့ခုမောင်မြူပန်းချက်မှာတက်ပုတ်အဝါရိုက်ပြီးတော့ coffee တောက်မှာဖြစ်ပါတယ်။တောက်မဲ့ဖွဲ့ပါ။လေပိတ်ရင်မိုးရတော့သူတို့ဖွဲ့ဒီလိုပေါ်ကနေရောက်သွားပါတယ်။ကျမတို့ကလောရောက်တော့ဒီ N32 coffee ဆိုင်မှာ coffee တောက်ပါမယ်။ဆိုင်က coffee နဲ့အားလုံးဆောင်ကြအရန်ဆောင်ကောင်းတယ်။ နေမယ် fine house နေဖြစ်ပါတယ်ဒီနေ့ကိုလိုက်ကြည့်ကြမယ်အခန်းပြင်စစ်ပါဒါလေးကတော့ fine house ရဲ့အခန်းလေးဖြစ်ပါတယ် fine class ရဲ့မိဖို့ကြောင့်မှာစာပြေးစားလို့ရတယ်ခောက်ဆွဲနဲ့ကြက်ဥများကိုလည်းသူတို့ပြင်ဆင်ပေးရပါတယ် တော့ထပ်ထိုးလေးဖြစ်ပါတယ် fine
breakfast ကနှစ်ခက်အိမ်လေးဖြစ်ပါတယ်ဒါလေးကတော့အောက်ထက်ကအိမ်ခန်းလေးဖြစ်ပါတယ်သူကတော့မိသားစုနှစ်စုကောင်းကောင်းမွန်မွန်တဲခိုလို့ရအောင်ကျယ်ဝန်းတဲ့အိမ်လေးဖြစ်ပါတယ်စားကြအောင်ဆောင်နေတယ်ဒီချင်းလေးစုပြီးတော့စားကြပါလေနာလေးလုံးမကျင်ကြပါလေတော့ကျမတို့ဒီဗီဒီယိုကိုပြန်လည်ဖတ်ထားတော့ပါဒါကတော့ကျမတို့ကလောအစင်းမှာမြင်ရတဲ့တိမ်ပင်လန်နဲ့ရှင်ရှင်လေးပဲဖြစ်ပါတယ်60လေးခါလောက်ကအဲ့ဒီပဲမင်းဆိုင်အောင်ရောက်ရှိနေတာပါဒီမှာသူတို့နေ့ကစားပါတယ်အရင်ဟင်းနေဆောင်ဆောင်နေနေနေစားစားကြတယ် ကျမတို့ရဲ့ကလောတောင်ကြီးခီးစဉ်လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက် vlog တွေမှာလည်းပြန်တွေ့ကြမယ်နော်